နဲ့မိစ္ဆဒပုဂ္ဂိုလ်ကိုပွားများနိုင်ရမှာဖြစ်ပါတယ်။အဘာကြီးဒီကုလုံးမှာတကယ်လည်းကာမမတွေ့ဘူးသေးတယ်မမြင်ဘူးသေးတယ်ခြေလည်းမဖြစ်ဘုံလည်းမဘုံနဲ့ပုဂ္ဂိုလ်ဖြစ်လာရှိတယ်။အဲ့ဒီပုဂ္ဂိုလ်တို့ကိုအာရုံပြုပြီးတော့နံပါတ်၄ကိုမေတ္တာပွားများရမှာဖြစ်ပါတယ်။ဣဇဒပုဂ္ဂိုလ်အာရုံပြုပြီးတော့ကြီးတယ်ကဣဇဒပုဂ္ဂိုလ်တို့ပေါ်မှာမိမိကိုယ်ဤဆင်းရဲတဲ့စိတ်ဆင်းရဲတဲ့တို့မှာလုံးပြောက်တယ်ဣဇဒပုဂ္ဂိုလ်ပေါ်မှာကိုယ်ဤဆင်းရဲတဲ့စိတ်ဆင်းရဲတဲ့တို့မှာလုံးပြောက်ကြပါစေမိမိကိုယ်ဤချမ်းသာတဲ့စိတ်ချမ်းသာတာဖြစ်တယ်ခြေလည်းမဖြစ်ဘုံလည်းမဘုံနဲ့ပိဿဒပုဂ္ဂိုလ်ကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းပြည့်စုံကြပါစေအဲ့ဒီလိုမေတ္တာထားနိုင်တဲ့အခါပိဿဒပုဂ္ဂိုလ်ကိုမေတ္တာဟောမှာပွားများနိုင်ရမှာဖြစ်ပါတယ်